ဒီနေ့မှလည်းဆရာမောင်စိန်ဝင်းပရိကုန်းနဲ့ဆရာညီမင်းတို့ရေးဆက်ထားတယ်လွမ်းမှုတက်တဲ့ချွေချွေအမြုပ်တွေဆိုတဲ့အပိုင်းစက်ကလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အတန်ကြီးကတော့နည်းနည်းလေးနာနေတယ်နားလေးလည်းစီးနေတယ်ဆိုတော့ဒါပေမဲ့ရတဲ့လောက်ဖတ်ပြီးမယ်ပေါ့နော်သူကအတွဲနှစ်အပိုင်းတစ်ကျမကိုအသေးမှာလေလို့တငယ်ချင်းတွေကခဏခဏပြောဘူးတယ်တကယ်တော့ကျမကိုကျမအတီးဆုံးပြီးကျမသူများတွေထက်ပိုပြီးထိလွယ်ခိုက်လွယ်ခံစားတတ်သည်ထင်ပါ၏ကျောင်းမှာတော့ကျမကိုချီးဆူသူတွေရှိခဲ့ဘူးပါသည်ကျမဘယ်တော့မှရင်းနှီးသည့်အထိမဆက်ဆံမျက်နှာထားကိုတင်း၍ခက်မှန်မှန်နေခဲ့သည်ကျမမျက်နှာထားတင်းတင်းကြောင့်ရှေ့ဆက်မတိုးပဲနောက်လန်သွားခဲ့သည်ကြီးကိုတင်ထွန်းကျော်ကြတော့တကယ်ကိုပင်ယူမဲ့အေမန်တီလို့ကျမရှင်ရင်နီနီချမ်းချမ်းဝင်နေခဲ့မိသည်သူ့ကိုကျမမချစ်မိပေမဲ့လည်းသူ့အချစ်ကိုကျမတာယာမိသည်ကြာလာတော့ကျမကိုထရင်းကျော်အပေါ်ကိုတင်ထွန်းကျော်အပေါ်တိမ်ညွန့်လာတာကျမဘာသာကျမသတိထားမိလိုက်ပါသည်လက်ချက်ဖို့အတင်းတော်ဆုံးလူတစ်ယောက်ကျမကိုနားလေဆုံးလူတရားဟုကျမဆုံးဖြတ်လိုက်၏မမေတို့ကတော့ကိုထင်းတွန်းကျော်ကိုတိတ်ချိုင်နေတဲ့ပုံမရမယ်ကျမတီးသည်အဓိကပြစ်ချက်ကတော့အလုတ်အကိုင်နဲ့ငွေကြေးအတိုင်းဝိုင်းဟုကျမနားလေပါသည်ကျမကိုပြောမရနိုင်မယ်တီလို့ဆိုအတင်းထားတာမျိုးတော့မလုပ်ခဲ့ပါကိုထင်တွန်းကျော်နိုင်ငံခြားသွားအလုပ်လုပ်မယ်ဟိုမှာငွေစုမယ်ပြန်လာပြီးဒီမှာလုပ်ငန်းတစ်ခုထူထောင်မယ်ဒီမှာလက်ထပ်ချမယ်ဟုမိမိကိုအစီအစဉ်ပြောပြတော့မိချင်းနဲ့သွားပုံရပါသည်ကိုထင်တွန်းကျော်ကိုလေးစိတ်လိုက်ဖို့ဒီနေ့ကတော့ကျမမျက်ရည်မထိန်နိုင်ခဲ့ပါတန်ရောစီချိုးဒီကျမနှလုံးသားကိုတင်းတင်းရိပ်ပြည့်ညင်လိုက်ဟန်ထူပါသည်လူတွေကြားမှာကျမမျက်ရည်ကျပါတော့သည်ကျမလည်းကိုထင်းကျော်အပေါ်မှာအတော်လေးတွေ့တတာရှိနေမယ်နားလည်လိုက်ပါတော့သည်ဒီစိတ်ကအပြန်ကားပေါ်မှာတော့တငယ်ချင်းတွေကြီးမို့လို့အားနာစရာမရှိပဲမာလာပခုံးပေါ်ခေါင်းတင်မျက်ရည်ကျရပါသည်ငင်ကလည်းမချစ်လို့သာတော်ထွေရဲ့မျက်ရည်နဲ့တစ်ချိန်လုံးချနေတာပဲခုမာလာကလာနောက်သည်ဝေးသွားတော့မှချင်းမှန်တီးလိုက်တယ်လို့ပြန်ပြောပါလားထွေဟုကိုအောင်စောကလမ်းပြောသည် sorry ခေါင်းကိုမက်ခါမျက်နှာမှာမျက်ရည်စာတွေကိုလက်ကင်ပေါ်ဝါဖြည့်တုတ်သည်ငါကူကအသေးနှုတ်လုံးပါတယ်ဟာအမလို့အမရပြောလိုက်မိသေးသည်အစမပြေသည့်ကာလရေးလိုက်သည့်စာများကိုဖတ်ရင်သူ့အတွက်ကျမစိုးရိမ်နေမိပါသေးသည်ကျမတိုက်တွန်းလို့သူသွားရှာတာပဲဟုကျမလိပ်ပရမလုံးဖြစ်ရပါသေးသည်ဒုက္ခရောက်နေတဲ့အချိန်မှာပင်သူကတော့မျောလင်းချက်လို့ပြီးတက်ကြွရှိနေသေးတာသူ့စာထဲမှာပါသည်ကျမနဲ့လက်ထပ်ဖို့ကိစ္စအတွက်မို့သူ့မှာဒုက္ခဟုမထင်ကြောင်းသူစာများအရာကျမကိုတီးခွင့်ရပြန်ပါသည်ဟိုရောက်ချင်းအလုပ်မလုပ်ရပဲပွဲစားမြန်မာကလိန်ထားတာသူ့မှာပါလာသည်ငွေကုန်သွားလို့ထမင်းနဲ့မှန်တာတွေရေးထားတော့ကျမမျက်ရည်လေးရပါပြန်သည်သူ့လိုရိုးလွန်အေးလွန်သူတူကိုဟိုမှာလူလဲတွေကြားမှာဒုက္ခကောင်းရောက်နေပြီဟုစဉ်းစားမိရင်ကျမစိုးရင်ပူပန်မိပြန်သည်
တိတ်ဒုက္ခရောက်နေရင်လည်းပြန်လာခဲ့ပါဟုကျမစာပြန်ရေးခဲ့ပါသည်၏ထို့လိုပင်ဒုက္ခရောက်နေသူတွေအများကြီးရှိကြောင်းဘာမှစိုးရိမ်ဖို့မလိုကြောင်းသူစာပြန်ရေးခဲ့၏လောစေတော့ရရအလုပ်ကိုဝင်လုပ်နေသေးတယ်တိတ်တော့ပင်မနဲ့ထွေရဲ့ဒါပေမဲ့ဘလောက်ပင်မထွေမျက်နှာကိုမြင်အောင်ရင်ထွေနဲ့ညီဆက်ဖို့ပါလားဆိုတဲ့အတွင်းနဲ့ကိုတော့ပင်မစိတ်ကိုဖြေရတာပဲဟာချိုင်းကိုစတေးရှောင်ပြီးအပြန်မှာပြည်နှင်းကဘုံဝင်ကျောင်းကိုဝင်တဲတယ်ထွေရဲ့အဲ့ဒီဘုံဝင်ကျောင်းမှာကိုတို့ထက်ဒုက္ခရောက်နေတဲ့သူတွေလူငယ်တွေအများကြီးတွေ့ခဲ့တယ်KAမှာပလိတ်ကဖန်အလုတ်ကအစမပြေနဲ့ဆိုတော့ပြည်နယ်မှာသူတို့တောင်းတင်နေကြတယ်ပြည်နယ်မှာက KA လောက်လောက်ခမရဘူးလေအချို့ကလည်းပြည်နယ်မှာပဲအလုပ်ဝင်လုပ်ကြတယ်အဲ့ဒီလောက်ခကစတေးဆောင်မှုဈေးပဲရကြရတယ်အစားအသောက်ကတော့ဘုန်းကြီးကျောင်းမှာပဲကက်စားနေရတယ်မိဘစီပြန်မိုးကြတယ်သူတို့ရှင်နေကြတယ်မိဘဆွေမျိုးပန်ဝန်းကျင်မှာအချက်ရမှာဆိုလို့သူတို့ခုလိုဒုက္ခရောက်နေကြတာကိုအမှန်မပြောပဲဖုံးထားကြလေဒီနေ့မှာပြည်လေလူလူနဲ့ဘုန်းကြီးကျောင်းသားဘဝကိုရောက်နေကြလေရဲ့သူတို့နဲ့ဆိုင်တော့ကိုကတော့ပါသေးတယ်ထွေရအလုပ်ပင်မဝင်ငွေလေးရှိသေးတယ်ပြန်လာရင်လက်ထပ်ဖို့အိယာခန်းသားတွေတော့ရှိတဲ့ငွေရှိတဲ့ငွေလေးနဲ့ဒီကပဲဝယ်ခဲ့ရမလားတွေ့တယ်အဲ့ဒီအတွင်းနဲ့ပဲပင်မစိတ်ကိုဖြေရတယ်ထွေသူ့စာကိုပြန်ဖယ်ရင်မျက်ရည်ဝယ်ရပြန်သည်ပဲသူမြန်မာပြည်ပြန်ရောက်လာရင်တော့သူ့အပေါ်မှာအရင်ကနဲ့တင်းပြတ်မဆက်ဆံဘူးလို့ဆုံးဖြတ်သည်ချစ်သူတို့နဲ့လိုက်ယူရနေတော့မီဟုတွေးသည်သူမြတ်တာတရားသည်သူ့ကိုပြန်ရေးရောင်ပြန်ဟပ်စေခြင်းသည်ဆန္ဒရှင်မှာရှိနေတော့၏မလာတော့ကိုအောင်စောတို့နဲ့တွေ့တိုင်းသူအကြောင်းမေးကြသည်သူရှိကလာသည်စာရီတွေကအတိုင်းကျမပြောပြမိ၏ကျမစိတ်ပူတာစိတ်မကောင်းဖြစ်တာတွေပါသူတို့ကိုပြန်ပြောပြနေမိပြန်သည်ထွေကလည်းရှီယုံကတော့မချစ်ပါဘူးတဲ့တကယ်တမ်းဝေးသားတော့မှသူပဲစိတ်ပူနေတယ်မာလာကပြောသည်အခုငါသူ့ကိုချစ်မိသွားပြီလားဝေခွဲမတက်တော့ဘူးမလားသူ့ကိုတတိယတာလမ်းတာတော့အမှန်ပဲပြီးတော့သူနဲ့အတူသွားနေကြလာနေကြဆိုတော့သူမပါပဲတခုခုလိုနေတယ်လို့ခံစားရတယ်ခုထိမသေးကြဘူးသေးဘူးလားထွေကိုအောင်စောကလမ်းမီအချစ်ဆိုတာကိုထွေတေချာမသိတာအမှန်ပဲဒဇင်းယောက်ျားတယောက်ကိုတန်ရောစီကြည့်ဘူးတာတော့ဒါပထမဆုံးပြောရမယ်ငါလည်းလက်ထပ်တော့မယ်ခုအထိကိုစိတ်ကိုမတည်သေးဘူးလားမာလာကဝင်ပြော၏သူများတွေပြောသလိုပေါ့တန်ပါဇက်ကချစ်ပါတယ်ပြောရင်တော့ရလာပေါ့မာလာငါစိတ်ကငါတီးချင်တယ်မညာတန်းခံစားရရင်အဲ့ဒါကြောင့်မယုံမလွန်အမှန်တိုင်းပြောပြတာကိုအောင်စောရဲသည်ပြီးမှသူစိတ်ချမ်းသာအောင်လို့သူ့ကိုဘယ်လောက်ချစ်ပါတယ်ဆိုတာနင်ထည့်ရလိုက်ဖို့ကောင်းတယ်ဟုကိုအောင်စောပြော၏ထွေကအဲ့ဒီစကားကိုတိတ်ပြီးတန်ဖိုးထားချင်တာသူအချစ်ကိုယုံနေကိုအချစ်ကိုမယုံဘူးဖြစ်နေတယ်ပြောပြီးမှတကယ်မချစ်တာသိရင်ကိုဘာသာလက်ပြမသက်မဖြစ်ချင်ဘူးနင်ကလည်းနော်ခက်လိုက်တာနင်သူ့ကိုပဲလက်ထပ်တော့မှနင်စိတ်ကတကယ်မချစ်ဘူးပဲထားဘယ်သူမှနင်ကိုရိုက်စစ်နေပါမဟုတ်ဘူးမာလာကဝင်ပြောသည်ငါလည်းသူစိတ်ချမ်းသာအောင်ပြောချင်ပါတယ်လေတန်တိုးရသွားသည်ကိုဘာသာတီးလိုက်သည်ဘာကြောင့်သူ့အပေါ်မှာတက်လုံးထိခိုက်ချစ်လို့မရပါလဲဒီလိုချစ်လို့ရရင်ဘလောက်ကောင်းပါလဲသူ့အတွက်စိတ်မကောင်းကြီးစွာခံစားရပြန်ပါလေသည်ရ
ရာသီအပြောင်းလဲတွေမှာတော့ကျမသူကိုတတိတရားရှိနေတတ်ပါ၏ညွှတ်လာသောမိုးသားတွေကိုမျှော်ကြည့်ရင်သူထွက်သွားတာတနေ့ပြည့်တော့ပါမလားဟုတတိထားမိပြန်သည်မိုးရွာတဲ့ထီတလက်တဲ့နှစ်ယောက်အတူတူဆောင်း၍ရှောက်စင်ကကျမအသားနှင့်အထီမှဆို၍ထီအပြင်ရောက်နေတထာသူတကိုယ်လုံးရွှေနေတာပြန်တတိယမိ၏ကျမသူ့ကိုကြည့်ပြီးအဲ့တုန်းကရှည်သည်ရဲချင်းပြန်ချင်းနေ၏တော်တော်ရိုးဖြောင်းပြီးအသားမြူတတ်တဲ့သူစိတ်ကိုလည်းကျမကြည်ညိုသွားမိတာအမှန်ပဲရောက်စ6လမပြည့်ခင်သူဟိုမှာအလူအလဲခံရပြီးနောက်ပိုင်းတော့အခြေအနေတည်တည်ငြိမ်ငြိမ်လေးဖြစ်သွားသည်ဟုသိရ၏သူတို့အောက်မှာကိုအောင်စော်ရောက်နေတယ်ကျမစပွဲစီမှလာရောက်လာရင်ပြော၏ကိုအောင်စော်ကြီးပြောင်းနေတာကြပြီဘယ်ကလှည့်လာတာလဲမသိဘူးပြောကကျမထိုင်ရမှထားလိုက်၏ရုံးပေါ်ကမာလာနေကျမဆင်းလာတော့ဧည့်သည်စောင့်နေသည့်နေရာမှာထိုင်ရင်အပြင်ဘက်ကိုငေးနေတော့ကိုအောင်စော်ကိုတွေ့သည်ဘယ်ဘက်ကလှလာဘယ်ဘက်ကလှည့်လာတာလဲဟုကျမမေး၏ထရစ်စီတမင်လာခဲ့တာကြည်ရင်ပြောသည်ထရစ်စီကိုဟုတ်တယ်ကိစ္စရှိလို့လားကိုအောင်စောရင်ရှိတယ်ပြောရရင်လည်းရတယ်မရှိဘူးဆိုရင်လည်းရတယ်လေကိုအောင်စောကြီးစကားကလည်းဘလို့လဲဘူးမာလာကဝင်ပြောသည်လာဆိုင်မှာသွားပြောရအောင်ပြောကကိုအောင်စောထားရဲ့၏ပြီးတော့ရုံးရှိမှလက်ဖက်ရည်ဆိုင်ထဲဝင်၏ဒီဆိုင်မှာသူနဲ့အတူထိုင်ခဲ့ဘူးတာတွေကျမဖြတ်ခနဲ့တတိယမိလာ၏ဆိုင်ထဲရောက်တော့သူတို့ကလက်ဖက်ရည်ကျမအတွက်ကော်ဖီမှာလိုက်၏ပြောပါအောင်ဟုကျမကိုအောင်စောမျက်နှာကိုကြည်မိ၏အော်ထရီထူတော့မဟုတ်ပါဘူးနေဟိုကောင်းစီစာမေးတာအကြပြီလားတလားလောက်တော့ရှိပါပြီဘာဖြစ်လို့လဲမနေ့ကပဲသူ့ရှိကစာရောက်လာသေးတယ်ကိုအောင်စောခေါင်းကုပ်ပြီးမှအရင်ကနင်သူ့စီတလမှာ2ဆောင်ပုံမှန်ရေးတယ်တဲ့အခုစာမရေးတာကြပြီးနေကောင်းရဲ့လားတခုခုဖြစ်နေလားလို့ဆိုပြီးတိတ်စိတ်ပူနေတယ်တဲ့ငါ့ကိုတွားကြည့်ပြီးနေနဲ့တွေ့ပါအကျိုးအကြောင်းစာရေးပါဆိုလို့ကျမပြုံးပြီးနားထောင်နေမိ၏ကျမရှိရေးတဲ့စာထဲမှာလည်းသူစိတ်ပူနေကြောင်းရေးသားထား၏ငါပြောသားပဲနင်ကလည်းနင်စာမရေးတာကြပြီရေးဦးလို့ငါနင်ကိုတတိပေးတယ်မာလာပြော၏ဘာရင်မဟုတ်ပါဘူးရောက်ခါစားတော့သူအစင်မပြေတာဒုက္ခဖြစ်တာတွေသိရတော့စိတ်လည်းမကောင်းဘူးအားပေးဖို့လည်းလိုမယ်ဆိုရင်တော့စာခဏအရေးဖြစ်တယ်လေအခုနောက်ပိုင်းသူအစင်ပြေနေပြီဆိုတာလည်းသိတော့တိတ်ရေးစရာမရှိသလိုပဲရေးစရာမရှိဘူးဟုတ်လားကိုအောင်စောကလက်ဖက်ရည်ကွက်ကိုချရင်ပြူးပြည့်တဲ့မိလိုက်ကျမတပြင်းချမိလိုက်၏ယူတော့မဲ့သူအချင်းချင်းရေးစရာမရှိဘူးပြောလိုက်တော့ထွေးစကားကိုအံ့ဩသွားမှာပဲထွေးကိုအောင်စောနဲ့မာလာတို့ကရိုးတတဝင်ခံပါမယ်သူနဲ့ပတ်သက်လို့တွေးဝေးသွားတာတကယ်ပါပဲသူထွက်သွားတာတနေ့ရှိတော့မယ်တန်ရောစင်ဆိုတာဝေးသွားရင်ဒီလိုပါပဲတွေးအိတ်တက်တော့တလားတွေးပြီးထွေးကြောက်တောင်းလာတယ်သူသွားကစားကဆိုထွေးကိုတိတ်အားရမိတာပဲသူ့အတွက်တွေးပူတတ်တာတွေဆက်နေလို့ငါသူ့ကိုချစ်မိနေပြီးချင်းလို့တော့ထွေးရင်ဝမ်းသာနေသေးတယ်ခုတော့တိုက်ဆိုင်မှာတတိယတာမျိုးဖြစ်လာတယ်ဒါကြောင့်စာရီထဲမှာလည်းစိတ်မပါပဲရေးရွေးလေးစင်လွမ်းလိုက်တာတတိယလိုက်တာလို့ရေးရမှာကိုဘာသာကိုလက်ပြမလုံးချင်ဘူးလေကိုအောင်စောကိုကြည့်ရင်ကျမဝန်ခံစကားပြောမိတော့၏ကျမရင်တဲ့ဒုက္ခကိုကျမရင်ဖွင့်ရှင်နေသည်မှာကြာပြီးမာလာကိုတော့ကျမခဏပြောနေမိ၏ပါမီနီဖြစ်သွားလို့အလုတ်တာဝင်များတာလဲပါမှာပါကိုအောင်စော်ရအလုတ်ထက်စိတ်နေထားတဲ့ဆိုအခါလဲဘာပဲဖြစ်ဖြစ်မိနေတတ်တာပဲမာလာတို့လဲဒီလိုပဲဟာမာလာကဖတီစကားဆို၏ကိုအောင်စော်စိတ်ထဲမှာရှိသည့်အတိုင်းကျမဝန်ခံစကားတွေအိတ်တုံဖာမောက်ပြောနေတာမာလာကစိုက်ပုံမပေါ်ကျမကတော့ကျမထုံးစံအတိုင်းရှင်ထဲမှာဘာမှချွင်းချက်မထားပဲပြောလိုက်ရလို့နည်းနည်းပေါ်သွားတယ်လို့
ဘာပဲဖြစ်ဖို့ထရီယာလူဆိုတာစိတ်မပါပေမဲ့နဲ့အထိုက်လျောက်ဟန်ဆောင်ရတာရှိသေးတာပေါ့သူနဲ့နေကလည်းလက်ထပ်ကြတော့မယ်သူတွေပဲပြီးတော့မိဘကအတင်းအကျပ်စီစဉ်ပြီးတာလည်းမဟုတ်ဘူးကိုသဘောနဲ့ကိုလုပ်ခဲ့ကြတာဒီတော့ကိုလက်ထပ်မဲ့ယောက်ျားတစ်ယောက်စီစနီးလောင်းတူရဲ့စနီးလောင်းတူရဲ့ဝတ္တရားအရာသတိရအကြောင်းလွမ်းကြောင်းစာရေးတင်ပါတယ်နေစိတ်မပါပဲရေးရရင်လည်းဘယ်သူကအတိမှလဲတဲ့နိစိတ်ကြီးကအစိုးရောက်ပြီးကြောက်စရာကြီးထွေဟုမာလာကပြောရပြောစဉ်အတိုင်းပြောသည်ဟန်ဆောင်ရတဲ့အလုပ်ဆိုငါမုန်းနေဟာရေးလိုက်ပါထွေရဟိုကတအားစိတ်ပူရခေဒီညနေရေးကရုံရောက်ရင်ငါကိုပေးငါစားထိုက်သွားထက်ပြီးမဖြစ်မနေရေးခဲ့မာလာကိုကြည်ရင်ကျမပြုံးပြနေမိတော့ဤနောက်တလအကြာမှာမာလာရောကျမပါနေပြောင်းရတော့သည်နေလုံးသက်ရှိဖို့လိုအပ်သည်ဆိုသည်ဖြင့်မတော်မဖြစ်သွားရတော့ဤကျမနေပြောင်းပြီးနေလိပ်စာကိုတင်ထွန်းကျော်စီကိုစာရေးလိုက်သည်သူကတော့တရားမပြည့်ကျမထံတလားနှစ်ဆောင်လောက်တော့ရေးနေစေပြီးချိုးစာရီထဲမှာကျမနဲ့သူအိမ်တော်ဦးအတွက်လိုအပ်သည့်ပစ္စည်းတွေသူဝယ်တာစီကျွနူးနူးရေးထားသည်သူကြည်နူးသလိုကျမရင်ထဲမှာကူးဆက်မလာပဲအေးဆက်တင်းခံနေတာကိုတော့တီတော့စိတ်မကောင်းမိသူနဲ့ကျမအတူတူတီထောင်ရချမိအနောက်ခက်အဆောက်အုံတခုကိုကျမစိတ်ကူးမြင်ကြည့်တတ်တာဘာကြောင့်မှလဲဟုကျမမသိကျမအတွက်လူကြုံမြစ်ပူပူဒီတိုလီမူလီပစ္စည်းတွေကိုချင်းသူ့အတွက်စိတ်မကောင်းပဲကျမခံစားနေရပြန်သည်ဒီနေ့ကိုပြောင်းခဲ့ရတာကျမဘဝကြီးအစစ်အချို့တစ်ခုကိုရောက်အောင်ဖန်တီးလိုက်တဲ့အရာဖန်တီးလိုက်တာဘယ်ဟုအစကကျမမသိခဲ့ကြိုတီးနိုင်ပြီဆိုပါလဲကျမနေကိုပြောင်းလိမ့်မည်မထင်နောက်ဆုံးတော့ကျမအလုပ်ထွက်ချင်တာထွက်ပြစ်လိုက်ပြီအခုတော့ကျမနေမှာအောင်ကိုစတွေ့ခဲ့သည်ကျမအချစ်ဆိုတာစတွေ့ခဲ့သည်ဟုဝန်ခံရတော့ပြီကျမနဲ့မာလာအိမ်ငှားနေကြသည်ရုံးနှင့်မဝေးလာသောရက်ွက်လေးဤအိမ်အောက်ထပ်မှလည်းဖြစ်သည်ရုံးဒီမြို့အစုံမှာဖြစ်သည်ဖြင့်ဈေးဘူတာရုံနဲ့အတော်လေးလှမ်းနေသည်စနေနေ့တစ်နေ့မှာမာလာကအိမ်မှာချက်ပြုတ်နေစဉ်ကျမတူတဲ့ဈေးကိုတွား၍တပတ်စာဝယ်စရာရှိသည်တို့ကိုဝယ်သည်ဝယ်ချမ်းပြီးတော့လက်ထဲမှာအတော်လေးပြင်းဖြစ်အောင်ဆွဲခြင်းကလေးနေပြီဈေးထိပ်ကတက်စီရရထားသည့်နေရာကိုချင်းကောင်းကိုမနိုင်မနေဆွဲကကျမလာခဲ့သည်တက်စီတစ်စီးကိုငှားပြီးကျမအိမ်ပြန်ခဲ့သည်အိမ်ရှိရောက်တော့ဆွဲချင်းကိုချတက်စီကိုရှင်းကအိမ်ထဲဝင်လာတယ်ဧည့်သည်ရောက်နေတယ်ဟုမာလာပြောတော့ဘသူတွေလဲဟုအတွင်းခန်းမှာကျမမေးသည်မာလာကခေါင်းကိုရမ်းပြသည်ရန်ကုန်ကဖြစ်မလားပဲဟုအထွေးပြစပင်းကိုတည်တက်ပြုတ်ပြင်းပြီးတော့အိမ်ပြထွက်ခဲ့သည်။ဘာကိစ္စရှိလို့ပါလဲ။အိမ်ရှိစက်ကြီးပေါ်မှာထိုင်နေသည့်လူငယ်ကိုပေးတိုင်အနေထားပြကြည့်ဩစွာမိလိုက်။ကျမအတန်ကြောင့်ကျမဘက်ကိုသူမျက်နှာလှည့်လာသည်။အမကျွန်တော်ကိုမှတ်မိလား။အတန်ကမတူးမကျရုတ်တရက်မမှတ်မိပဲဖြစ်နေပြီ။အော်မနေ့ကကားမောင်းတာမင်းမဟုတ်လား။တက်စီငါးစီးကမြင်ကူးခဲ့ရတော့ရုပ်ကိုဖြတ်ခနဲပေါ်လာဟုတ်ပါတယ်အမကျွန်တော်နာမည်အောင်မှာမနေ့ကအမရဲ့ထီကျွန်တော်ကားပေါ်မှာခြံခဲ့တာလာဖို့ပေးတာပါဟုကျေးဇူးပဲအမကထီပြောက်တာကိုအခုထိသတိမရမိသေးဘူးပြောရင်းနဲ့နည်းချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်ဈေးချင်းဆောင်ကိုသူ့တငယ်ချင်းကိုအပ်လိုက်ပြီးအမကပြန်မကြည့်မိဘူးချင်းထဲမှာထိရှိနေမယ်ထင်တာကျွန်တော်ဂိတ်ရောက်တော့ထီကိုတွေ့တယ်ချက်ချင်းလာပို့ပေးခြင်းမှာပဲဒါပေမဲ့ဒီဘက်ကိုသွားရမယ်ခရီးတွေကလည်းမရှိဒီဈေးနဲ့လည်းတကူတကလာမပေးပြတော့ဘူးဟုတ်တာပေါ့ကွယ်